မင်္ဂလာပါကိုကတော့ဘိုးကိုရောက်နေတာဖြစ်ပါတယ်ဘိုးရဲ့ဘယ်နေရာရောက်တယ်လဲဆိုတော့ဘိုးရဲ့အိမ်တွေကိုလည်းပြီးတော့ twin စားပြီးပါပြီခွေးတွေတောက်ပြီးပါပြီနောက်တစ်အိမ်သွားနေရဖြစ်ပါတယ်လိုက်ကြပါဘိုးမျိုးတစ်ခွင်းဟိုရက်ကွက်ဒီရက်ကွက်ပတ်ပြီးနေတော့သူရွှေသားလျောင်းကိုရောက်ခဲ့ပါပြီအဲ့တော့ရွှေသားလျောင်းကဘာလုပ်မလဲဆိုလို့ရှိရင်တော့ဘိုးရဲ့ချင်းဝယ်ပါမယ်ပြရီတို့ဝယ်ပါမယ်ကောင်းချင်းတို့ဝယ်ပါမယ်ကဲရွှေသားလျောင်းမှာအဲ့ဒါတွေဝယ်ကျွန်တော်ရောက်လာတာပဲဖြစ်ပါတယ်စားရတယ်မဝယ်လဲရတယ်ဆိုလို့မဝယ်လဲရတယ်ဆိုလို့စားပါမယ်ဒါကတော့ဘိုးရတာပါဒါတော့ဘိုးရတာပါဟုတ်ဘူးကောင်းပါဗျာကောင်းပါကောင်းလို့ဆိုတော့ဟုတ်ကဲ့ရွှေဘိုးပြနေနေမိတယ်ရွှေဘိုးဆိုင်ကနေပြီးတော့မဝယ်လဲရတယ်တဲ့နှုန်းချဆိုလို့ချလာဖြစ်ပါတယ်အဲ့ဒါပါတော်ကောင်းပါဟောဆိုင်တော့ချုပ်ဝင်လိုက်မယ်ဗျာဒီလေးလေးရှိဒီနွေးချမ်းလေးလည်းရှိရတာကြာရီတော့ကဘယ်လိုအောင်လားကြာရီလုံးလေးကစိတ်မှနဲ့ထောင်နဲ့ပတ်50ကိုပေးတာဟုတ်တယ်မှာစိတ်အများအားပေးလို့ဟုတ်ကဲ့ကောင်းတယ်ထုတ်စိတ်ကို2000ထုံ50ကို4000ပါပဇွန်ချင်းကဖဲခြင်းနဲ့ကောင်းကြီးတို့ပြရီတို့တွေကိုယခုဗီဒီယိုထဲမှာပါတဲ့ဆိုင်ကနေပြီးတော့ဝင်လာခဲ့တာပဲဖြစ်ပါတယ်။ဘောလည်းကောင်းတယ်ပြီးလည်း shop ပေးတာမို့လို့ရောက်ဖြစ်လို့ရှိရင်ဝယ်လို့ရပါတယ်။ဝယ်ရရှိရဝယ်ပြီးတဲ့နောက်မှာသူရဲကောင်းလေးရရွှေတလောင်းဖျားပေါ်ကိုတက်လာခဲ့ပါတယ်။ဖျားကိုတပတ်ပတ်ပြီးတဲ့နောက်မှာဖျားကိုဥသုံးကြီးချပြီးတော့ရှ िख ိုးဥချကြော့ပြီးတဲ့နောက်မှာတော့ပြုံးဖြီးဖြီးနဲ့ဗီဒီယိုတစ်ပုဒ်ရိုက်လာခဲ့ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ပိုးသွားတဲ့ vlog လေးပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဟိုရိုက်တီရိုက် vlog ဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်